အားလုံးပဲမင်္ဂလာပါဗျာအဆိုင် robotic channel နဲ့ပြန်ပြီးကြိုဆိုပါရစေရန်ဆိုရနားမထောင်နဲ့ခင်ဗျားအားလုံးလည်းကြည့်ဘူးကြမှာပဲဗျာ Final Step Caribbean ရဲ့ Captain Jack Sparrow ကတန်လိုက်အိမ်မောင်လေးကိုကင်ပြီးမှသမုတ်တရားရဲ့အလဲမှာပေါ့နော်ငါဘယ်ရောက်နေရလဲငါသိရဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တူးမှာပေါ့ပြောချင်တာကသူ့မှာတန်လိုက်မောင်လေးတစ်ခုရဲ့ capacity တစ်ခုတန်လိုက်မြောင်လေးတစ်ခုပဲကင်ထားပြီးမှသူဘယ်ကိုသွားနေရလဲဆိုတော့သူ့ကိုသူတမ်းပြီးခံမှန်းနေတယ်သူဘယ်ကိုရောက်နေပြီလဲဆိုတော့သူခံမှန်းနေတာပေါ့တကယ်တော့သူ့မှာ compass တစ်ခုလည်းရှိတာမဟုတ်ဘူးဗျသူ့မှာကသူဘယ်ကနေထွက်ခဲ့တယ်ဘယ်ဘက်ကိုဥတီပြီးထွက်လာခဲ့တယ်နောက်ထွက်ခဲ့တာဘယ်လောက်ကြာပြီပြီးတော့ထွက်လာခဲ့တဲ့အချိန်ကဘယ်လောက်လဲဆိုတော့သူကသူ data ရှိရပေါ့နော် model ခါမှာဆိုအဲ့မျိုးပေါ့နော်ဘယ်လောက်ကြာထွက်ခဲ့ပြီလဲဘယ်နေရာရောက်နေပြီလဲဆိုခံမှန်းတာ data recording လို့ခေါ်တယ်ဗျမြန်မာလိုပြန်မယ်ဆိုတော့ data ပေါ့နော်သိရပြန်နီးလောက်မှာနည်းနည်းဆိုရနော်နည်းနည်း okay ကျွန်တော်တို့ robotic မှာဆိုရှင်ဒါကို autometry လို့ခေါ်တယ်ဗျသူတို့ခံမှန်းတာဒီလိုပုံစံမျိုးလေးပေါ့ okay ဆိုတော့ဒီမီလန်ကရှေ့သမုတ်တရား captain တွေရပါတော့ရှေ့သမုတ်တရားမှာရှိနေတဲ့သွား sailing လုပ်နေတဲ့သွားလာနေတဲ့ captain တွေကGPS မရှိခင်တည်းကဒီနည်းအောင်သုံးခဲ့ကြတာတကယ်လည်းသုံးခဲ့တာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းရင်းတွေကသမုတ် captain တွေအကြောင်းပြောမှာမဟုတ်ဘူးကျွန်တော်ပြောမှာ robot တွေအကြောင်းပြောမှာပေါ့ okay ဆိုတော့ robot တွေဘယ်မှာရောက်နေလဲပြောဖို့အတွက်ဆိုရင် autometry အကြောင်းကအရင်ဆုံးပြောဖို့လိုအပ်လာပြီဆိုတော့autometry အကြောင်းကိုမပြောခင်မှာ autometry ဆိုတဲ့အခြေခံပေါ့နော် autometry ဆိုတဲ့အခေါ်အဝေါ်လေးကိုကျွန်တော်အရင်နားလည်ကြည့်အောင်ဆိုတော့ autometry ဆိုတာက Greek စကားလုံးကြီးဖြစ်တဲ့ auto ဆိုတဲ့ part လမ်းကြောင်းဆိုတော့ auto ဆိုတာပေါ့နော်ပြီးတော့ metronome ဆိုတဲ့ measurement တိုက်လာမှုတစ်ခုကနေပြီးမှပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့စကားလုံးပေါ့နော် autometry ပေါ့ရှင်းဆုံးပြောရရင်လို့ရှိရင်ရှင်းဆုံးနဲ့ဘာသာပြန်ရလို့ရှိရင်တော့ဒီအကွာဝေးတိုက်တာပါokay ဆိုတော့ robot တွေကငါဘယ်နဲ့နေပြီလဲဆိုပြီးဘယ်လိုလုပ်ပြီးသိနိုင်ပါလဲပေါ့နော်ဆိုတော့သိနိုင်ပါတယ်အဓိကတော့ brain တွေအကြောင်းကိုပြောရမှာပေါ့brain တွေအကြောင်းဆိုရင်လည်းaccouter တွေအကြောင်းကိုပြောရင်ပုံမှန်ဆိုတော့ robot မေရဲ့ motor တွေမှာပါတယ် motor တွေမှာပါတဲ့ quick accouter ဆိုတာပါလဲပေါ့နော်ဒီလိုဆိုတာပါလဲဆိုတော့ဒီဥစ္စာလေးကိုကျွန်တော်သိချင်လို့ရှိရင် animation လေးရှိတယ်ဒီမှာ channel တစ်ခုကနေယူထားတာပေါ့နော် channel name လေးလည်းပါတယ် okay အဲ့ဒီ animation လေးတစ်ချက်ကြည့်ကြည့်ပေါ့okay ဆိုတော့accouter ဆိုတာကိုနည်းနည်းအကြမ်းမြင့်တော့သိပါလားပြီထင်တယ်ဆိုတော့ accouter မှာ brain လေတိုင်းမှာသူက electrical pulse တွေထွက်တယ် programming ကပြောမှဆိုတော့ accouter ခောက်တက်တယ်လို့ပြောရမှာပေါ့နော် accouter programming နဲ့ယူရမှာဆိုလို့ရှိရင်သူက electrical pulse တွေထွက်လာတယ်ဆိုတော့ brain တစ်ပတ်လေရင် pulse ပေါင်း2000ရှိရဲ့ motor တစ်ခုပဲဆိုပါစို့ပေါ့နော်motor တစ်လုံးကတစ်ပတ်ပြည့်အောင်လဲလိုက်တဲ့အချိန်မှာ pulse ပေါင်း2000ထွက်တယ်ဆိုလို့ရှိရင်အဲ့ဒီစက်တော့ကျွန်တော်တွက်ကြည့်အောင်ဆိုတော့ဒီ formula ကိုမျိုးတွက်မှာပေါ့နော် just step by step နဲ့ပိုင်ပေါ့နော်ပိုင်ဆိုတာကျွန်တော်တို့ကစောက်ဘိန်းလို့ဆိုတော့ဆက်လက်ပွားဆက်ဝိုင်းလေဆက်ဝိုင်းဆိုတာပိုင်ကformula မှာမပါမဖြစ်ပဲ2.14နေနဲ့ပါမှာပေါ့နော်ဆိုတော့ဘိန်းရဲ့အချင်းကကြာတော့ဘယ်လောက်ရှိမလဲပေါ့နော်okay ထားတာဘိန်းချင်းကိုထည့်မယ်ပြီးရင်အဲ့ဒီဥစ္စာကို tip အရေးအတွက်နဲ့စာမှာ tip အရေးအတွက်ဆိုတော့ကျွန်တော်တို့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ2000ပေါ့နော်2000နေနဲ့ကျွန်တော်တို့ကစဉ်းစားခဲ့တယ်သတ်မှတ်ခဲ့တယ်ဆိုတော့ဘိန်းချင်းအဲ့ဒါတွက်ကြည့် okay တွက်ကြည့်အောင်ဆိုတော့ဘိန်းချင်းက10 cm ပဲထားပါတော့ဆိုတော့10 cm ရှိမှဆိုလို့ရှိရင်တွက်ကြည့်လိုက်လောက်ရလာ okay 0.0157 cm ရလာတယ်ဆိုတော့ဒါကcount တစ်ခုတက်လာတဲ့အချိန်မှာအကောက်တာ count တစ်ခုတစ်ချက်တက်လာတဲ့အချိန်မှာရလာတဲ့ cm ပေါ့နော်အရန်ကိုအနုစိတ်အရန်ကိုလည်းသေးတယ်ပေါ့နော်သေးတယ် resolution လို့ခေါ်မှာပေါ့နော် resolution အရန်သေးတယ်resolution များလိုက်လေပုံပြီးမှအနုစိတ်လေပုံပြီးမှတိကျလေးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ okay ဆိုတော့ဒါတစ်က2000တက်ပေါ့နော်2000မှာဘိန်းတစ်ဘိန်းမှာရှိနေတဲ့တစ်ခုပေါ့နော်အကောက်တာ count တစ်ခုတက်လာလို့ရှိရင်ဘယ်လောက်ရွေ့သွားရဲဆိုတော့ပြပြ okay ဆိုတော့တကယ်လို့ဒါ tip ပေါင်းတသိန်းကိုကျွန်တော်တို့ဖတ်ရမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဟုတ်ပါတယ် tip ပေါင်းတသိန်းကိုဖတ်ရလို့ရှိရင်50.7 meter ကိုကျွန်တော်တို့ရွေ့ခဲ့တယ်ဆိုပြီးပြောလို့ရတယ်ပေါ့နော်အဲ့တော့တွက်ရလွယ်ကူတယ်မှတ်လား easy peasy ပဲ right လွယ်ရပါဗျာကျွန်တော်က dimension တစ်ခုလေးပဲတွက်နေတာပေါ့ပြီး straight line တစ်ခုလေးပဲလေပြန်မှာတော့ robot တွေက straight line တိုင်းနဲ့တောင်းနေရမှာမဟုတ်ဗျာကွစ်ပတ်သွားတာတွေရှိမယ်ကွစ်ပတ်သွားတာရှိမယ်ပြီး dimension များတာတွေရှိထားပါတော့ဆိုတော့ကွစ်ပတ်သွားမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ motion model နဲ့ kinematic ကိုကျွန်တော်တို့မိဆက်ပေးလို့ရပြီဒါဆိုရင်ဒီမှာတေချာလေးနည်းနည်းပါလာပြီအတွက်ကြောက်လည်းမကြောက်နဲ့တတ်နိုင်တယ်များတော့ရှင်းပြပေးမယ်တိတ်ကိုအေးထားပါ robot တွေရဲ့ structure ရဆိုကြည့်မယ်ဆိုရင်အများစုပေါ့နော်အများစုက differential drive ပုံစံမျိုးဖြစ်ကြတယ်ပြောချင်တာ differential drive ဆိုတာဘိန်းနဲ့ဘိန်းနဲ့အဓိကလက်ပတ်နေတာပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပတ်4 wheel ကားတွေမျိုးတွေဒီလိုမျိုးပုံစံ robot ဆိုလို့ရှိရင်ခင်ဗျားတို့မြင်ကြမှာပါဆိုတော့အဲ့လိုမျိုး type တွေကို differential drive လို့ခေါ်တယ်
ဘူးသစ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်လောကမှာသုံးနေတဲ့ကားတွေပေါ့နော်ကားတွေရဲ့ control system ဆိုလို့ရှိရင်သူတို့ကို Ackermann steering လို့ခေါ်တယ်ဒါကနောက်ကြုံပြပြ Okay ခုလောလောဆယ်ပြပြမှာ differential drive ကိုပြပြမယ် differential drive kinematic ကိုပြပြမယ် differential drive မှာဖြစ်တဲ့ motion model အကြောင်းပြပြဆိုတော့ဒီ differential drive ကဘယ်လိုလုပ်တာလဲဆိုလို့ရှိရင်တော့ဒီမှာကျွန်တော် simulation နဲ့ကျွန်တော်ပြပြပေးထားတယ်ပေါ့နော်ဘယ်ဘိန်းနဲ့ညာဘိန်းဆိုရှိမယ်ဘယ်ဘိန်းနဲ့ညာဘိန်းနဲ့တူတူညီညီနဲ့လက်ပတ်နေရဆိုလို့ရှိရင်သူက linear movement ဖြစ်တာ linear ratio ဖြစ်တာပေါ့ဒီလက်ကိုမကြည့်နဲ့နော် animation ကိုကြည့် animation နဲ့အဲ့ပေါ့ simulation ကိုကြည့်ဒီမှာဆိုလို့ရှိရင်ဘယ်ဘိန်းနဲ့ညာဘိန်းနဲ့ကဓာတ်တူလဲနေရဆိုလို့ရှိရင်ရှေ့ဘက်လဲမယ်ဆိုရင်ရှေ့ကိုတူတူပဲရွေ့မှာနောက်ကိုပဲလဲမယ်ဆိုရင်နောက်ကိုပဲကြောက်သွားမယ်ပြီးတော့ညာဘက်ဘိန်းကဘက်ဘိန်းတဲ့ပို့ပြီးမှမြန်းနေမယ်ဆိုလို့ရှိရင် velocity ပြောနော် velocity ပို့မြန်းနေမယ်ဆိုလို့ရှိရင် robot ကဘက်ကိုကွေ့သွားဘက်ဘိန်းကညာဘက်ဘိန်းတဲ့ပို့ပြီးမြန်းနေမယ်ဆိုလို့ရှိရင် robot ကညာဘက်ကိုကွေ့သွားမှာအဲ့လိုပဲနောက်ပြန်ပြောတယ်အဲ့လိုပဲပေါ့နော်ဆိုတော့ okay ဒါဆိုလို့ရှိရင်robot differential drive က differential drive ပေါ့နော် differential drive robot တွေကဘယ်လိုမျိုးယူရှားကြလဲအသေးစိတ်လေးနဲ့သွားပြီးတော့ယူဆပါတယ်differential drive ကဘယ်လိုမျိုးယူရှားလဲဆိုတော့သိပြီးပါပြီဆိုသူ့ရဲ့ formula အကြောင်းပြောရအောင် okay ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ခါပြောခဲ့ရတယ်မှတ်မိလားမသိဘူး v equal s by t လေ v equal s by t လေးသိသဘောတရားလေးကိုကျွန်တော်တို့သိရတယ် robotic မှာအများကြီးလုပ်လို့ရတယ်ဆိုတော့လေ okay ဒီဟာလေးပြန်သုံးပြမယ်ဆိုတော့ v ပေါ့နော် velocity v ဆို velocity ပြောမယ်ပြီးတော့ omega ဆိုတာ angular velocity ပြောချင်တယ် v ဆိုတာ linear velocity ပြောချင်တယ်အမှတ်ထားနော်ဆိုတော့ v ပေါ့နော်ဒီမှာဆို linear velocity linear movement ကိုကျွန်တော်တိုင်းမှာဆိုလို့ရှိရင် v equal vr plus vl by 2ပေါ့နော်velocity your right ရယ် velocity your right way ရယ် velocity your left way ရယ် left way ရယ် right way ရယ်ဟိုမှာနှစ်နဲ့စားတာဒါ linear movement speed ကိုတိုင်းနေချင်း linear movement ကိုတိုင်းနေချင်းမှာ linear velocity ကိုတိုင်းနေချင်းဆိုတော့ robot ရဲ့တောင်ပြောင်းလဲမှုရောဘယ်လိုတိုင်းမလဲ robot တောင်ပြောင်းလဲမှုဆိုမှာတော့ angular velocity ပေါ့နော် angular velocity ဆိုလို့ရှိရင်တော့ omega ဆိုလို့ရှိရင်velocity your right no velocity your left by b ပေါ့နော် b ဆိုတာကတော့ဘိန်းတစ်ခုရဲ့အကွာဝေးပါတယ်ပြောချင်တာဘယ်ဘိန်းနဲ့ညာဘက်ဘိန်းမှာရှိနေတယ်ဂျားထဲမှာရှိနေတဲ့အကွာဝေးပြောမှာနော် robotic မှာအဓိကသုံးတဲ့ unit တွေကမီတာရယ်စက္ကန့်ရယ် radian မှာနော်ဆိုတော့ okay ဆိုတော့ဘက်ကိုပြန်သွားမယ်ဆိုတော့ robot ရဲ့ထောင်ပြောင်းလဲမှုလည်းရပြီ robot ရဲ့ linear movement မှုလည်း linear velocity ရပြီ angular velocity ရပြီဆိုတော့ကျွန်တော်ပါရှာလို့ရသူ့ရဲ့ displacement ကိုကျွန်တော်ရှာလို့ရတယ်ခဏ v equal s by t ဆိုတဲ့စာရှိတယ်ဆိုတော့ကျွန်တော် linear displacement ရှာမှာဆိုတော့ s equal vt ဟုတ်တယ်နော် s equal vt ဆိုတော့ကျွန်တော်စာထုတ်ကြည့်လိုက်ပဲစာထုတ်ကြည့်လိုက်တဲ့ထဲမှာlinear ဟွာရလာတယ်ပေါ့နော် linear displacement angular displacement ရလာတယ်ဒါဆိုရင်ကျွန်တော် data t နဲ့ data t နဲ့ data theta နဲ့ကိုကျွန်တော်ရပြီဆိုတော့ဒီပဲချင်း data ဆိုတာဘာမှမဟုတ်ဘူးပြောင်းလဲခြင်းကိုပြောတာအချိန်ပြောင်းလဲခြင်းနဲ့တောင်ပြောင်းလဲခြင်းပြီးတော့ linear ပြောင်းလဲခြင်းကိုကျွန်တော် linear displacement ပြောင်းလဲခြင်း angular displacement ပြောင်းလဲခြင်းကိုကျွန်တော်ရလာတယ် okay ဆိုတော့ကျွန်တော်တို့က model နဲ့လုပ်တဲ့သူတွေပြဆိုတော့ motion model တွေအကြောင်းအဓိကပြောအောင်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ theta new ပေါ့နော် theta new ဆိုလို့ရှိရင် theta o နဲ့delta theta ပေါ့အခုပြမယ် delta theta တွေဆိုအာယုံနဲ့မှမထားနဲ့theta ပြောင်းလဲမှုပေါ့နော်နောက်ဆုံးမှဖြစ်သွားတဲ့အချိန်ပိုင်းလေးမှာဒီအချိန်ပိုင်းကြားထဲမှာဖြစ်သွားတဲ့ theta ရဲ့တန်ဖိုးလို့ပြောရအောင် theta တန်ဖိုးကိုပြောရမယ်ဆိုတော့theta new ဆိုလို့ရှိရင်ဒီလိုတွက်မယ်ပြီးတော့x new ဆိုလို့ရှိရင်ဒီလိုတွက်မယ်ပေါ့နော်အရင်တော့ရှိနေတဲ့ x လက်ရှိအရင်တော့ရှိနေတဲ့ position နဲ့နောက်လာမယ့် position နဲ့ပေါ့နော်တွက်မယ်ပေါ့နော်ပြီးတော့ y ဆိုလည်းအဲ့လိုပဲတွက်မယ်ဒီမှာဆိုလို့ရှိရင် cos နဲ့ sin နဲ့ပြပါလာတွေ့လာမှာဆိုတော့ cos နဲ့ sin နဲ့ဆိုတာ cos ဆိုတာကျွန်တော်ပြီးခဲ့တဲ့ခါပြောခဲ့တယ်ပဲ trigonometry ရဲ့အခြေခံပါပဲ cos ဆိုတာ x နဲ့မူတည်ပြီးမှတိုင်းတာခြင်းတဲ့အချိန်မှာတိုင်းတွက်လို့ရတယ် sin ဆိုတာတော့ y နဲ့ပတ်သက်တဲ့အရာမျိုး y မျိုးမှာပတ်သက်တာမျိုးဒါကပုံစံရောက်တတ်မှတ်လို့မရဘူးပေါ့နော်ပုံစံတတ်မှတ်လို့မရဘူးz ဝင်ရိုးပါလာလို့ရှိရင်ကျွန်တော်အဲ့ cos ဒီမှာ perspective view ကနေပြီးတော့ကျွန်တော်ပြန်ပြီးသွား okay ထားတော့အများကြီးမပြောတော့ဆိုတော့ဒီလိုပဲ beginner ဆိုတဲ့ဒီလိုပဲမှတ်လိုက်ပါတော့ sin ဆိုလို့ရှိရင်တော့ y နဲ့သက်ဆိုင်ပြီးမှ cos ဆိုလို့ရှိရင် x နဲ့သက်ဆိုင်ပြီးမှတ်လိုက်ပြီး။ okay ဒီတော့ဒီလိုမျိုးတွက်လိုက်တယ်ပေါ့နော်။ okay ဒါဆို motion model ကြီးပေါ့ motion model ကြီးထဲမှာကျွန်တော်တို့က velocity ဘယ်လောက်ပေးလိုက်ရင်ဘယ်ညာရောက်သွားတယ်အချိန်ဘယ်လောက်ကကြာတွင်းမှာဘယ်လောက်ရောက်သွားတယ်ပေါ့နော်။ပြောချင်တာကျွန်တော် linear velocity ဘယ်လောက် angular velocity ဘယ်လောက်ဆိုကျွန်တော်ပေးလိုက်လို့ရှိရင်ပေးလိုက်တယ်အဲ့အချိန်တွင်းထဲမှာ robot ဘယ်လောက်ကိုရောက်သွားပြီဘယ်ညာရောက်သွားပြီဆိုတော့ဒီ motion model ကြီးကတွက်ပေးနေတယ်။ဒါကိုတစ်စက္ကန့်ကိုအချိန်ပေါင်း90လောက်ကိုညမနာတွက်ချင်ကြပါတော့ကျွန်တော်တို့ရဲ့ computer ကြီးကကျွန်တော်တို့ဆိုရင်20နဲ့တော့မှာ20ဆိုရင်တော့လောက်ပါတယ်အဓိကတော့အများကြီးတော့ပိုကောင်းတာပေါ့နော်ဒါ computation power တော့များလာပုံနေဆိုပေမဲ့များတွက်နိုင်လေပိုပြီးကောင်းလေပဲဒါပေမဲ့လိုအပ်တဲ့ resource တော့ချထားပြီ okay ဆိုတော့ကျွန်တော်တို့ဆိုရင်20 Hz နဲ့တွက်တယ်တစ်စက္ကန့်မှာဖြစ်သွားတဲ့အချိန်ကြီးတွက်တယ်ပေါ့နော်ရှုဆိုရင်50 Hz နဲ့တွက်ကြ okay ဆိုတော့ဘိန်းရဲ့မျက်စာမှုကနေပြီးမှ robot ရဲ့ position ကိုတွက်တာဒါကို forward kinematic လို့ခေါ်တယ်ပေါ့နော်
ဒါပေမဲ့ကျွန်တော်တို့ကအပြင်လောကမှာကျတော့ဒီ velocity အခြေအနေမှာကျွန်တော်တို့ယူပြီးမှဘယ်နေရာရောက်နေပြီလဲဆိုတော့ကျွန်တော်ထွက်တာပေါ့ဒီ point ကိုသွားမယ်ပေါ့နော်ဒီနေရာတစ်ခုကိုသွားမယ်ပေါ့ပြောချင်တာကျွန်တော်ဆိုနောက်ကပိုက်ပုံနေရာကိုသွားမယ်ဆိုပြီးမှပြန်ပြီးစဉ်းစားရတာလေဘယ်လိုပြောမလဲangular velocity ဘယ်လောက်ကိုပေးလိုက်တယ်ပြီးရ linear velocity ဘယ်လောက်ပေးလိုက်တယ် white box ရောက်မယ်ရောက်တာပဲနေရာလေး white box ဆိုပြီးကျွန်တော်တို့ပြန်တွေးရမှာ white box ကိုသွားမယ် white box သွားဖို့အတွက်ကျွန်တော်တို့ဘာလိုအပ်တာဘယ်လောက်လှည့်ဖို့လိုရလဲဘယ်လောက် linear velocity လိုရလဲဘယ်လောက် angular velocity လိုရလဲဆိုတာကျွန်တော်ပြတ်တွက်တာဒါကကြတော့ reverse ပါပေါ့နော် reverse kinematic လို့ခေါ်တယ်သူ့ reverse လို့ပဲပြန်ပြီးပြောင်းလိုက်အောင်ပါပေါ့နော်ပတ်ပြောင်းလိုက်တာပေါ့ဆိုတော့ပေါ့နော် velocity ကနေပြီးမှနေရာခံမှန်းတာ forward kinematic လို့ပြောလို့ရပြီးတော့နေရာကနေပြီးမှ velocity ပြန်ပြီးခံမှန်းတာ inverse kinematic လို့ကျွန်တော်တို့လွယ်သတ်မှတ်လို့ရတယ်လွယ်သတ်မှတ်တာနော်ဒီဆိုတော့ forward kinematic နဲ့ဒီ inverse kinematic တွေအကုန်လုံးနဲ့ပေါင်းစပ်ပြီးမှ odometry ကိုကျွန်တော်ပြန်ပြီးအသက်သွင်းပေးတာပေါ့နော်ဒါ robotic ရဲ့ kinematic ပါတယ်ဘယ်လိုပြောမလဲဟုတ်တိကျပြောမယ်ဆိုလို့ရှိရင် differential drive ရဲ့ kinematic ပေါ့နော်ပြောပါ equation နဲ့ model တွေကတခြားအရာအတွက်ဆိုတခြား control system နဲ့တခြား motion model တွေနဲ့လာပါတယ် okay ဒါကတော့ odometry ရဲ့အကြောင်းရင်းပါပဲ odometry ဘယ်လိုတွက်တာလဲ odometry ဆိုတာဘာလဲ robot ကသူ့ရဲ့ရွေးရှားမှုပေါ့နော်ဒီနေရာပြောင်းလဲမှုတွေကိုဘယ်လိုသိနိုင်တာလဲဘယ်လိုအတိအကျသိနိုင်တာလဲပေါ့နော်ပြီးခဲ့တဲ့ခါကျွန်တော်ပြောခဲ့သလိုပဲ sensor တွေက 100% ယုံကြည်လို့မရဘူးမှန်ကန်တဲ့ sensor တွေကလည်းမရှိဘူးပေါ့နော်ဆိုတော့ odometry တစ်ခုလေးနဲ့လုံလောက်လားဆိုတော့ odometry တစ်ခုလေးနဲ့မလုံလောက်ပါဘူးဆိုတော့ကျွန်တော်က measurement model တွေနဲ့ကျွန်တော်ပေါင်းပြီးသုံးရတယ် measurement model ဆိုတော့ observation model လို့လည်းခေါ်တယ်ဒါပေမဲ့အဲ့အကြောင်းနည်းနည်းပါတော့ကျွန်တော်ပြီးခဲ့တဲ့ခါပြောခဲ့တဲ့အတိုင်းပဲပေါ့နော် sensor fusion နဲ့ data ရဲ့ဘက်ကိုရောက်သွားပြီဒါပေမဲ့အသေးစိတ်လေးနည်းနည်းလေးပြန်ပြီးတော့ညှိတွေ့တယ်ခင်ဗျားတို့ပေါ့နော်အခုက encoder အကြောင်းနဲ့ဘိန်းအကြောင်းတွေပြောနေတာဆိုတော့ပါပေါ့နော်ညံချော်တဲ့ကြမ်းမြင့်တစ်ခုပုံမှာမောင်းကြည့်လိုက်အဲ့မှာဆိုရင်ဘိန်းကတော့လဲနေရယ်ဒါပေမဲ့ robot ရဲ့ရွှေ့မလို့ဘယ်လိုလဲ slipping ဖြစ်နေတာလေslipping ဖြစ်နေရလို့ခေါ်တယ်ဘိန်းကချောနေတာပေါ့နော်ဘိန်းကချောနေတာပေါ့နော်အဲ့ဒါ we slipping ဖြစ်နေတယ်အဲ့တော့ odometry ကအဲ့မှာဘယ်လိုတွက်နေလဲခင်ဗျာ odometry က encoder ကောက်နေစက်တက်နေတော့သူကဥပမာထားပါတော့9မီတာလောက်ကိုရောက်နေပြီသူကအချက်ပေးလိမ့်မယ်ဒါပေမဲ့တခြား sensor တွေပေါ့နော်ကျွန်တော်ခုနကပြောတဲ့ measurement လုပ်တဲ့ sensor တွေပြီးခဲ့တဲ့ခါပြောခဲ့တဲ့ camera တွေတို့ IMU တွေတို့ရှားပေါ့နော် light laser တွေတို့ကအကုန်လုံးပြန်တွက်ကြည့်တယ်ဒီမှာငါတို့မှယူရှားမှုမရှိဘူးပေါ့နော်ယူရှားမှုမရှိဘူးဆိုပြီးမှသူကအချက်ပေးတယ်ဒါပေမဲ့ encoder ကကြတော့သူ9မီတာလောက်ရောက်နေပြီသူအချက်ပေးနေဆိုတော့ကွန်ပျူတာကဘာလုပ်မလဲကွန်ပျူတာကပြန်တွက်ချက်လိုက်တယ်အော်ဒီကျန်တဲ့ကောင်တွေအကုန်လုံးကယူရှားမှုမရှိဘူးလို့ပြောနေတယ်ဒါပေမဲ့ဒီကောင်တွေကပဲတွေ့နေပြောတယ်ဆိုတော့ဒီအဖြစ်ပြက်ကိုငါပါပေါ့နော်ဘိန်းချော်နေရလို့ပြီးသတ်မှတ်လိုက်မယ်ဆိုပြီးသတ်မှတ်လိုက်တယ်ဆိုတော့ robot ကdata အမှားကြီးရနေရတာမှကျွန်တော်တို့နော်data အမှားရနေရတာမှအမှားကြီးကိုကျွန်တော်မလုပ်ဖက်နဲ့ပြန်ပြီးညှိနှိုင်းယူလိုက်တာပေါ့နော်ညှိနှိုင်းယူလိုက်တယ်ညှိနှိုင်း assumption တစ်ခုချလိုက်တယ်ဒီဥစ္စာကပဲ robot ကိုမှပြန်ပြီးမှတ်ကန်သွားစေရအောင်နော်ဘိန်းချော်နေတယ်ဆိုတော့ okay ဘိန်းချော်နေတဲ့အတွက်ခုနကဖြစ်ခဲ့တဲ့ display နဲ့အကုန်လုံးငါတို့ပယ်ထုတ်ပလိုက်မယ်ဆိုပြီးမှ off လုပ်ပလိုက်တာဒါပါပဲmagic မဟုတ်ဘူး robot အများနဲ့ဟောဖြစ်နေတာကဘယ်လိုပြောမလဲညှိနှိုင်းသူသိနေတာကရန် complex ဖြစ်နေတဲ့ concept တွေမဟုတ်ဘူးပြဒီ usual နဲ့ concept လေးနေပဲသူ့နေရာကိုပြန်ပြီးမှတွက်ချက်နေတာပေါ့နော် odometry data တွေပေါ့နော် sensor တွေရလာတဲ့ odometry data တွေနဲ့ data တွေအကုန်လုံးပေါင်းစပ်ပေးလိုက်တာနဲ့ကျွန်တော်တို့က robot ရဲ့ accuracy ကတိတိကျကျတက်လာတာပေါ့နော်ဒါကို sensor fusion လို့ခေါ်လို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ခေါက်ကလည်းကျွန်တော် sensor fusion နဲ့ပတ်သက်ပြီးဗီဒီယိုတေးသေးလေးလုပ်ပြဘူးခဲ့ပေါ့နော်နောက်တစ်ခေါက်ထပ်ပြီးတော့ဒီပေးမယ် sensor fusion အစစ်မဟုတ်ဘူးနော်ပြောတယ်နော် sensor fusion အစစ်မဟုတ်ဘူး sensor fusion အစစ်ကအဲ့လိုလုပ်တာမဟုတ်ဘူးသဘောတရားတော့တူပါ okay ဆိုတော့sensor အကြောင်းနည်းနည်းသိပါပြီ sensor အကြောင်းနည်းနည်းသိပါဆိုတော့ထားပါတော့ဟောပါနော် encoder အကြောင်း encoder ဘယ်လိုလုပ်တာလဲသိပါပြီrobot ရဲ့ kinematic တွေပေါ့နော် differential drive kinematic ဆိုတာဘာလဲ motion model ဆိုတာဘာလဲနဲ့ဘာလဲပြီး sensor fusion ကိုနည်းနည်းလေးပြန်ပြီးတော့လုပ်ပြလိုက်တယ်ဆိုတော့ okay ဒီနေ့ကဒီလောက်ပါပဲလာမယ် acrobatic series လို့ပြောနေတာ okay see you later guys